တော့ပြတ်သွားပြီဒီကောင်လုံးဝနှိုးမရတော့ဘူးပေါ့နော်။ Okay ထားတော့အဲ့တော့ကျွန်တော်ဒီဟာကိုသူတို့ replacement လုပ်တဲ့အချိန်ပေါ့နော်ဒီဘောင်းနဲ့ဒါဆိုအသစ်သူတို့ဝယ်လိုက်တာပေါ့နော်ဒီပုံစံနဲ့ပေါ့အဲ့တော့ replacement လုပ်တဲ့အချိန်မှာကျွန်တော်တို့ write တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ connection လွတ်သွားသလား trail ကိုကျွန်တော်တို့ဒီမိတိုင်းလွတ်သွားသလားဘယ်လိုကြောင့်တော့မသိဘူး writing error ပြသွားတာပေါ့နော် one star automatic electronic control module service and car audio system ကျွန်တော်ဘာလို့ဒါကို change လိုက်တုံးဆိုတော့ကျွန်တော်အခုလုပ်ခဲ့တဲ့ကျွန်တော်ဒီ service တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ကြည့်လိုက်တော့ကားရဲ့ဒီ electronic ဘိုင်းပေါ့နော် electronic ဘိုင်းသူ့ရဲ့ control module တွေကြီးပဲကျွန်တော်အခု service လုပ်ပေးခဲ့တာဆိုတော့ကျွန်တော်အခုအဲ့ဒါလေးကိုနောက်ပိုင်းမှာ special service အနေနဲ့ဒီ control module တွေကျွန်တော် service ပေးဖို့ကျွန်တော်အခု software ဘိုင်းတွေရော hardware ဘိုင်းတွေရောကျွန်တော်အခုစူးစမ်းပြီးတော့မှကျွန်တော်ဒီ hardware ဆိုလဲကျွန်တော်လိုအပ်တဲ့ဒီသူ IC တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုစုနေတယ်နောက်တစ်ခုက software ဘိုင်းဆိုလဲကျွန်တော်အခုလိုအပ်တဲ့စီ software ဘိုင်းတွေပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်အခုစုနေတယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းကို special service ပြီးတော့မှာပါအားလုံးမင်္ဂလာပါ one star မှာကြိုဆိုပါရစေဒီနေ့ကျွန်တော် Toyota ကျွန်တော် Adventure 2021ကျွန်တော် ECU က generation 3နဲ့လာတာပါအဲ့ဒီ ECU လေးကိုကျွန်တော်အခု service လုပ်ထားတဲ့ video လေးကိုကျွန်တော်အခုပြသွားရင်းနဲ့ကျွန်တော် one star page လေးကိုကျွန်တော် name လေး change ထားပါတယ်ကျွန်တော် one star page လေးကို Facebook page ကိုကျွန်တော်တို့ YouTube channel လေးရောကျွန်တော်တို့ TikTok မှာပေါ့နော်ကျွန်တော် name လေး change ထားတယ်အဲ့ name လေးကိုကျွန်တော်ဖတ်ပြမယ် one star automatic electronic control module service and car audio system ကျွန်တော်ဘာလို့ဒါကို change လိုက်တုံးဆိုတော့ကျွန်တော်အခုလုပ်ခဲ့တဲ့ကျွန်တော်ဒီ service တွေနဲ့ပတ်သက်ပြီးကျွန်တော်ပြန်ကြည့်လိုက်တော့ကားရဲ့ဒီ electronic ဘိုင်းပေါ့နော် electronic ဘိုင်းသူ့ရဲ့ control module တွေကြီးပဲကျွန်တော်အခု service လုပ်ပေးခဲ့တာဆိုတော့ကျွန်တော်အခုအဲ့ဒါလေးကိုနောက်ပိုင်းမှာ special service အနေနဲ့ဒီ control module တွေကျွန်တော် service ပေးဖို့ကျွန်တော်အခု software ဘိုင်းတွေရော hardware ဘိုင်းတွေရောကျွန်တော်အခုစူးစမ်းပြီးတော့မှကျွန်တော်ဒီ hardware ဆိုလဲကျွန်တော်လိုအပ်တဲ့ဒီသူ IC တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုစုနေတယ်နောက်တစ်ခုက software ဘိုင်းဆိုလဲကျွန်တော်အခုလိုအပ်တဲ့စီ software ဘိုင်းတွေပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်အခုစုနေတယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းကို special service ပြီးတော့မှာပါအဲ့တော့ကျွန်တော်အခုဒါနဲ့ပတ်သက်ပြီးတော့မှဒီ control module နဲ့ပတ်သက်ပြီးအခုကျွန်တော်ပြီးခဲ့တဲ့12လပိုင်းကျွန်တော်လုပ်ထားတဲ့ video က9ခုရှိပါတယ်9ခုလားကျွန်တော်10ခုလားမသိဘူးထားပါတော့အဲ့လိုရှိတယ်အဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်အဲ့ဒီမှာပါလို့ဆိုတော့ကျွန်တော် chaplet ပါမယ်နောက်ပြီးတော့ကျွန်တော် foot တွေပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ GMCD ပေါ့နော် chaplet GMC က BCM ဘိုင်းပေါ့အဲ့ဒါလေးပါမယ်နောက် RAV4 Epson gear sound နဲ့ဘိုင်းတွေပါမယ်ကျွန်တော်အခုအားလုံးကျွန်တော် record ယူထားတဲ့အဲ့ video လေးကိုလည်းကျွန်တော်အခု channel 3ခုမှာလို့ကျွန်တော်တပြိုင်နက်တည်းကျွန်တော်တင်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာပါတဲ့လက်ရှိဒီမှာကျွန်တော်လုပ်ပြီးသားဟာလေးတွေအားလုံးကကျွန်တော်ရှိမှလာပြီးတော့မှချက်ချင်း service လုပ်နိုင်တယ်ပေါ့နော်နေချင်းပြီးကျွန်တော်ရှိမှလုပ်နိုင်တယ်နေရဆိုရင်တော့ဒီအသွားလာလေးတော့ကြာမှာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒီဘိုင်းရောအဓိကတော့ကျွန်တော်အခုပြောချင်တာကတော့ဒီ name change လိုက်ရတာဒီ control module တွေကြီးပဲကျွန်တော်အခု service လုပ်ပေးနေတော့ကျွန်တော်အဲ့ဒါကြောင့်ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အခု name လေး change လိုက်တာပေါ့နော်ဒီ control နောက်ပိုင်းဒီ control module နဲ့ဒီပဲကျွန်တော်အားလုံး service ပေးတော့မှာနောက်တစ်ခုကဒီ control module တွေကကျွန်တော်တို့ဝယ်ရတာလေးကဒီဘူးတွေကဝယ်ရတာလေးကနောက်ပိုင်းကျွန်တော်တို့ LAN key ကြောင့်နောက် PC ရှားတာကြောင့်ကျွန်တော်တို့တော်တော်လေးအခက်တွေ့လာတာပေါ့နော်အခုကျွန်တော်နောက်ရက်အခုတင်ပေးမဲ့ဒီ adventure ပဲကျွန်တော်တို့ဒီ aircon ဘိုင်းပေါ့နော် aircon ဘိုင်းကျွန်တော်ဒီ module လေးပြတ်သွားတာလေးပေါ့နော်တူတဲ့ဟာလေးတကူသူတို့ဝယ်လိုက်တယ်အဲ့ဒါကိုကျွန်တော်နှစ်ခုပေါင်းပြီးတော့မှ hardware ဘိုင်းတွေကိုကျွန်တော်ဒီ replace လုပ်ထားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မနှက်ပြန်ကျွန်တော် video လေးတင်သွားမယ်အဲ့ adventure အဲ့ဒါကျွန်တော်2024ပေါ့နော် okay ကျွန်တော်အဲ့တော့ဒီ control ဘိုင်းနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှိမှာတော်တော်များများ service လုပ်လို့ရပါပြီအဲ့တော့ wiring workshop ဆရာကြီးလည်းကျွန်တော်ရှိမှာလမ်းပြီးတော့မှချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ဒီ service တွေလုပ်နိုင်ပြီပေါ့နော်နောက် audio ဘိုင်းတွေပေါ့နော်မနေ့ကလည်းကျွန်တော်ကတ်တွေထပ်ရောက်တယ်အဲ့တော့ဒီအိုင်နဲ့ပတ်သက်ပြီးအားလုံးကျွန်တော်ရှိမှာ service လုပ်လို့ရပါပြီနောက်တစ်ခါကျွန်တော်ဒီနေ့ Toyota Adventure လေးကိုကျွန်တော်အခု video ဒီပြတ်သွားတာလေးကိုကျွန်တော် replacement လုပ်ထားတာလေးကိုကျွန်တော်အခု video လေးနဲ့အခုပြသွားမှာကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြရအောင်ပေါ့နော်ဒီကျွန်တော်နေကနေပြီးတော့မှကျွန်တော်တို့ရောက်လာတယ်ကျွန်တော် Toyota Revo ကျွန်တော်တို့ model ရဆို2021ကျွန်တော် generation ECU ကကျွန်တော် generation 3နဲ့လာတာပါ okay အဲ့ဒါလေးကကျွန်တော်ဖြစ်ပေါ်ဘယ်လိုဖြစ်တုံးဆိုတော့ဒီကောင်လေးကတော့ကျွန်တော်တို့က originally ပေါ့နော်ဒါလေးကတော့ကျွန်တော်ဘယ်လိုပြတ်သွားတော့ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့ဒီကောင်လေးကတော့ပြတ်သွားပြီဒီကောင်လုံးဝနှိုးမရတော့ဘူးပေါ့နော် okay ထားတော့အဲ့တော့ကျွန်တော်ဒီဟာကိုသူတို့ replacement လုပ်တဲ့အချိန်ပေါ့နော်ဒီဘောင်းနဲ့ဒါဆိုအသစ်သူတို့ဝယ်လိုက်တာပေါ့နော်ဒီပုံစံနဲ့ပေါ့အဲ့တော့ replacement လုပ်တဲ့အချိန်မှာကျွန်တော်တို့ write တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဒီ connection လွတ်သွားသလား trail ကိုကျွန်တော်တို့ဒီမိတိုင်းလွတ်သွားသလားဘယ်လိုကြောင့်တော့မသိဘူး
writing error ပြသွားတာပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုဖြစ်သွားတော့ဆိုတော့ဒီပေါက်အသစ်ကလေးကကျွန်တော်တို့ဒီမှာကျွန်တော်ဆက်ပြပေးမယ်အဲ့လို identification ခေါ်လိုက်တဲ့အချိန်ကျတော့ဒီလို identification ခေါ်လိုက်တော့ပေါ့နော်ဒါမှမဟုတ်ပြရမှာပေါ့နော်သူရဲ့ဒီ pad နံပါတ်တွေနောက်ပြီးတော့ဒီသူရဲ့ fin တွေဒီဟာတွေနံပါတ်တွေကုန်ပြရမှာပေါ့နော် okay အဲ့တော့မပြဘဲနဲ့ဒါမှမဟုတ်လေးဖြစ်သွားတာပါဒါမှမဟုတ်ပုံစံလေးဖြစ်သွားတာပါကျွန်တော်ဘာမှမသိတော့ဘူးเนาะပေါက်ကူဘာမှမသိတော့ဘူး okay အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့เนาะအဲ့တော့ကျွန်တော်အခုဒီကောင်လေးကိုကျွန်တော်အခုဗာပြန်လုပ်ထားဆိုတော့ကျွန်တော်ဒီကန်လိုင်းဖြစ်တဲ့အပေါ်မှာဒီကောင်လေးကကျွန်တော်တို့သူဒီ file ကိုရေးခွင့်မပေးဘူးပေါ့เนาะကျွန်တော်ဒီမတူရင်ပေါ့เนาะဒါလိုပြတ်သွားတာပဲဖြစ်ဖြစ်ပေါ့เนาะ IC ရဲ့ data ပြတ်သွားတာပဲဖြစ်ဖြစ်သူ write ခွင့်မပေးဘူးပေါ့เนาะအဲ့တော့ကျွန်တော်အခုဘယ်လိုလုပ်တော့ဆိုတော့ဒါမှမဟုတ်လေကျွန်တော်ခွာပြီးတော့မှအောက်မှာနေပင်တော့ကျွန်တော်တစ်ချက်ရှာပြီးတော့မှသူ original file လေးကျွန်တော်ပြန်ထည့်ထားတာပါအဲ့တော့အဲ့ဆက်တာမိုးလေးပါအဲ့တော့ကျွန်တော်အခုထည့်ထားပြီးတော့မှဒါအခုကျွန်တော်ပြန် run ထားတာပေါ့နော်ဒါ identification ကျွန်တော်အခုခေါ်လိုက်တော့အခုဒါတိသွားပြီပေါ့နော် okay အဲ့တော့လက်ရှိသူကလဲပြီးတော့မှကျွန်တော်တို့တခြားဒီ emo ဘိုင်းတွေလုံနေရမှာဆိုတော့ emo တစ်ခါတည်းသူတို့ အော်ချင်တာပေါ့နော်အဲ့တော့ကျွန်တော်အခုဒီရလေးကိုကျွန်တော်အခု emo အော်ထားတဲ့ဟာလေးကိုတစ်ခါတည်းဒီမှာကျွန်တော်အခု write ပြန်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ချက်ပြပေးမယ်ပေါ့နော်ဒါ identification ခေါ်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော် file တစ်ချက်သွင်းယူမယ်all file ဒါကျွန်တော် order ပေါ့နော်သူ version ကတော့ FE360 ပေါ့နော် all file ပြီးကျွန်တော်တခါတည်းဒီကောင်ကို write လိုက်မှာပေါ့နော် okay just yes ပေါ့ okay ကျွန်တော်ရေးသွားပြီပေါ့နော်ဒီ writing လုပ်ဖို့ကိုဝေးပေါ့နော်သူက read ကိုကျွန်တော်တို့ဒီ file တွေကထွက်မလာတော့ဘူးเนาะသူ original file ကြီးထွက်မလာတော့ဘူး okay နောက်တစ်ခုပြောချင်တာကျွန်တော်ဒီရာမိုးပေါက်တွေကျွန်တော်တို့ရေဝင်လို့ပြတ်တာပဲဖြစ်ဖြစ်တခြားပိုင်းတွေပြတ်တာပဲဖြစ်ဖြစ်ကားတော့လိုတယ်ပေါ့เนาะကျွန်တော်ရှိမှာ service လုပ်လို့ရတယ်ကားလိုရတယ်ပေါ့เนาะကျွန်တော်ဒီ generation အတွေ့ဒီကောင်ကြီးအမြင့်နေရနည်းနည်းလေးဈေးကြီးတယ်ပေါ့အဲ့တော့ဒီပေါက်ဆိုလဲဒါကျွန်တော်တို့တကယ်တော့ဆိုရင်ကျွန်တော်တို့ဒါ service လုပ်လို့ရတယ်ကျွန်တော်အခုပြစ်ချက်လေးထောက်ကြည့်တာတော့ circuit ဘိုင်းနေကျွန်တော်ပြည့်ထောက်ကြည့်တာတော့တွေ့တယ်ပေါ့နော်ဒါပေမဲ့ तू ကဒီပေါက်ဝယ်ပြီးသားဖြစ်သွားတာပေါ့မှာကျွန်တော်ကဒီဟာလေးနဲ့ပို့ပြီး save ဖြစ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါသုံးခိုင်းလိုက်တာပေါ့နော်ဒီကောင်ကလည်းကျွန်တော်ရှိမှာ original သူ့ရဲ့ဒီအတွင်းထဲကကျွန်တော်လိုအပ်တဲ့ဟာလေးတွေအကုန်လုံးတော်တော်များများကျွန်တော်ဒီမှာလည်းဝယ်ထားပြီးသားရှိတယ်ဒီ IC တွေကစပေါ့နော်သူ့ရဲ့ဒီ MCU တွေပေါ့ဒီကောင်ကတော့ကျွန်တော်ဒီနေ့ engine ဘိုင်းလို့တာဒီကောင်တော့ gear ဘိုင်းပေါ့နော် okayအဲ့တော့ကျွန်တော်ဒီမှာအဲ့ဘိုင်းနေ service လုပ်လို့ရပြီကားတော့လိုတာပေါ့နော် okay ဒါလေးကကျွန်တော် emo off ပြီးတဲ့ file ကိုကျွန်တော်အခုပြန်ပြီးတော့ write ပေးနေတာပါverification ပြန်လာ verify ပြန်လာတယ်နော် okay successful ပေါ့နော် okay ပါအဲ့ဆိုကျွန်တော်တို့အကုန်လုံးပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော် identification ပြန်ပြီးတစ်ချက်ဟောကြည့်မှာပေါ့နော်အဲ့တော့ redirect တစ်ချက်မှဖတ်လိုက်အောင် okay ဒီမှာကျွန်တော်တို့ email ကိုမပါတော့ဘူးနော် email ကိုမပါတော့โอเคအဲ့တော့အားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီ model အမြင့်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှိမှာ service လုပ်လို့ရတဲ့အကြောင်းပေါ့နော်ဒါမှမဟုတ်ဖြစ်သွားလဲဆိုရင်လည်းကျွန်တော်အရင်ပေါက်ကိုမဝယ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ service အရင်လုပ်စီခြင်းနဲ့ပေါ့နော်အဲဆိုကျွန်တော်ဒီမှာလည်းတော်တော်များပစ္စည်းလေးတွေကျွန်တော်ဝယ်ထားပြီးပါပြီဒီဟာတွေနဲ့ပတ်သက်ပြီးတော့အပိုပစ္စည်းလေးပေါ့နော်ဒီတွေကအပိုပစ္စည်းလေးတွေပါသူ့ရဲ့ဖြစ်တဲ့အပိုင်းလေးတွေပေါ့နော်โอเคအားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြတာပေါ့နော်